ကဲဒီနေ့ကတော့ကျွန်တော်တို့ဘော်ဒါတွေစုံတာနဲ့ဒီမှာဒီနေ့အိမ်မှာဝက်ဆွက်ပြုတ်လို့ပြီးတော့ကျွန်တော်တို့စီမှာနေရာဒီမှာခုလိုစားလေးစားထားရှိတဲ့ဟင်းလေးတစ်မျိုးနဲ့အတူတူဆွေးကြပါမယ်โอเคမလာပေါင်း38ဒါမုံလာရွက်တော့ဒါတော့ဟင်းချင်းလေးဒီမှာကပွင့်ရှင်နဲ့ကျွန်တော်တို့ဝက်ဆွက်ပြုတ်အောင်မချက်ဝက်ဆွက်ပြုတ်ရှင်တော့ဒါမှခရန့်ရှက်တင်ကပိချက်ဒါခရန့်ရှက်တင်ကပိချက်ပါဒါမှခရန့်ရှက်တင်ကပိချက်ရှင်တော့ကျွန်တော်စားကြပါမယ်နိခါစားကြပါမျိုးဒီစားကြပါမယ်တူကြမင်းလေကျွမ်းကြည့်ကမလာဘူးဘူး那我看到水不那把阿拉把水不了干嘛？哦，拉把高也没拉帮对着，没拉帮多少些个的些，那些买嘛？ကျွန်တော်ဝါခတော့ဆွဲပို့ရှင်တော့ဆိုကြီးပွားမလို့ရကျွန်တော်ထမလို့ဒီကနော်လဘူစီငိုပကားဆိုကြီးလဘူစီမနေပြီအဂိစားမျိုးလောက်ရှိလဘူစီအငယ်မျိုးမဟုတ်မာပန်တင်းနမလားဒီကနေ့အနေနဲ့စားထားဖို့ဝမ်းပါဆက်တယ်ဝဲဒါပဲလေကိုရှိကောက်ပါလားကောက်ဘူးလားဟဲ့ကောက်ကောက်လိုက်ရတာဒါငါจะไปကောက်စံလုံးမသိရမငိုတိကကတော့ခါတော့လာသေးအားလုံးကိုရငိုတိကကတော့ခါတော့လာသေးမှာအကြောထမထေဘလာခါတော့တူစားမလာပါကောက်စားရှိခါလေးရှင်းရှေကောက်စမ်းမှာအပါညာတော့ကိုထဲတော့ဒီကိထားလိုက်နိုင်ဘူးလားဒီကိုကိုက်ဘူးရငါအစဲငါထားစမ်းနေဘာမှဆိုတာတဲ့တဲ့စားစမ်းမှာဆဲစကားတစ်မျိုးကောက်စကားတစ်မျိုးရှဲကိုရှာကစလို့အိမ်မှာကြောက်စားပဲစားတောင်းတော့ခုရှိတယ်ကိုကြော်လို့မရဘူးဘယ်မျိုးစားပလိုက်စားအရိုးဘိုင်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်